ကဲခုနှစ်သားသမီးတို့ရေဘီဒင်းဆိုတာဘီနဲ့ဒင်ကိုပေါင်းထတာကိုစုလို့တာဗျဘွေဖောက်ရင်ဒင်ပြည့်အောင်ခန်းရက်တယ်လို့စုလို့တာနောက်တာပါဗျာဒီနေ့မှာတော့ပြိတ္တကြီးကိုတင်ဆက်ပေးမယ်အကြောင်းအရာလေးကမြမရိုးရာမဟာဘုတ်ဘီဒင်းပညာကျောင်းပဲဖြစ်ပါတယ်မဟာဆိုတာကကြီးမြတ်တာပါဘုတ်ဆိုတာကတော့ဘုတ်ခနဲ့လဲချတာကိုစုလို့တာဗျဟောဘလို့တောင်ဆရာပြောရှင်ပုတ်ကနေလဲကြတာတော့ဆရာကတော့တလွဲလောက်တော့မယ်ဘုတ်ဆိုတာပုတ်ကနေလဲကြတာမဟုတ်ဘူးဆရာရဲ့ကဲလောက်ပါရှင်းပါဘုတ်ဆိုတာကပါဠိဘာသာဗုဒ္ဓကဆင်းသက်လာတာဆရာရဲ့ဓာတ်ကြီးလေးပါဒါမှမဟုတ်ရင်ဖြစ်တည်ခြင်းလို့အဓိပ္ပာယ်ရတယ်မဟာဘုတ်ဆိုတာကြတော့လူတစ်ယောက်ရဲ့မွေးဖွားချိန်မှာရှိနေတဲ့ကမ္ဘာမြေကြီးရဲ့တန်လိုက်တက်စီးဆင်းမှုနဲ့ဂျိုရီရဲ့တက်ရောက်မှုကိုတွက်ချက်တာကိုခေါ်တာပေါ့နော်ဆရာပြောသလိုဒါဘုတ်ကနေလဲကြတာတော့မဟုတ်ဘူးတော်လိုက်တာဆီယမမျောမြင်ရဲ့ဆီယမမျောမြင်ပြောမှာပဲအကွင်မုတ်တီဟင်းလို့ရှင်းသွားတော့တယ်ကဲဒီတစ်ပတ်မှာပြိတ္တကြီးကိုကျွန်တော်တို့နှုတ်ဆက်ဖို့အတွက်တော့မေ့နေပြီနော်ဟုတ်တယ်နှုတ်ဆက်ဖို့တော့မေ့နေကဲအဲ့တော့ပြိတ္တကြီးကိုနှုတ်ဆက်လိုက်ကြမယ်ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျာပျော်ရွှင်မျောမြင်ဘီဒင်ကဏ္ဍလေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြိတ္တကြီးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဘီဒင်နေဟောပြပေးသွားမယ်ဆရာပျော်ရွှင်မဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပရိသတ်တွေရဲ့အနာဂတ်မှာဘလို့အလားလာတွေရှိမယ်ဆိုတော့ဟောကိန်းတွေနဲ့ပတ်သက်ပြီးတော့ဒါအမျှော်မြင်ရှိဟောကိန်းတွေထုတ်ပေးသွားမယ်ဆရာမမျှော်မြင်ပါရှင်ကဲဆရာမကြီးဟုတ်ကဲ့ဆရာဒီတစ်ပတ်ကကျွန်တော်တို့ကမြမယူရာမဟာဘုတ်ဗီဒီပညာအကြောင်းရှင်းပြမှာဆိုတော့ကဲပရိသတ်ကြီးကတွက်ချင်ချက်ချင်နေလောက်ပြီနော်ဟုတ်ပါတယ်ဆရာကြီးအဲ့တော့တကယ်တော့မဟာဘုတ်ဗီဒီပညာဆိုတာလွယ်လွယ်လေးပါဗျာဟုတ်ကဲ့ကိုယ့်ရဲ့မြမတက်ကလစ်ကိုယူခုနှစ်နဲ့စာအကျွင့်အဓိကကြပါတယ်ဥပမာ1385ခုနှစ်ကိုခုနှစ်နဲ့စားလို့တိကျွင်းမယ်ဆိုလို့ရှင်တော့ तू ကအထွန်းပွားတွေကိုရောက်ပြီပေါ့ဗျာဟုတ်ပါတယ်ဆရာကြီးဒါပေမဲ့တွက်ချက်ရုံနဲ့မပြီးသေးဘူးဆရာရဲ့ဒီအကျွင်းကိုဒါမဟာဘုတ်ဇရားကွက်တွေကိုထည့်ရတာဇရားကွက်မှာဌာန9ခုရှိတယ်အဲ့ဒါတွေကအထွန်းအဓိပတိရာဇာတိုက်မရဏပုတိဘင်္ဂဆိုပြီးတော့ဗောနော်အဲ့ဒီနေရာတွေမှာကိုယ့်ရဲ့မွေးနံကြိုးဘယ်နေရာရောက်နေတယ်လဲဆိုပြီးတော့ကြည့်ရတာမျိုးကဲကျွန်တော်ကတော့လေဘင်္ဂကိုကြောက်ဆုံးပဲဗျဘင်္ဂကိုဘာလို့ကြောက်တာတော့ဆရာရဲ့ဘင်္ဂဖုန်းကြီးနာမည်လို့ထင်နေတာဩဖြစ်မှဖြစ်ရလေဆရာရဲ့ကျွန်တော်အိမ်တော်ကြကားစားဆိုလို့ရှိရင်လေဘင်္ဂတဲ့ကိုရောက်မှကြောက်လို့အိမ်ရှိတော်မထွက်ရဲဘူးဒါကတကယ်တော့လူတွေကအထင်မှားနေကြတာဆရာရဲ့ဒီဘင်္ဂဆိုတာကပျက်စီးတာတတ်မဟုတ်ဘူးပေါ့နော်သူကပြောင်းလဲခြင်းကိုပြောတာမရဏဆိုတာကလည်းသေတာကိုပြောတာမျိုးမဟုတ်ဘူးအဆုံးသတ်ခြင်းဒါမှမဟုတ်နက်နဲတဲ့ပညာလို့ဆိုလိုတာဌာနတစ်ခုချင်းစီမှာသူ့အတိတ်ပဲနဲ့သူရှိပြီးသားဥပမာဒီအဓိပတိဆိုရင်အကြီးအကဲဖြစ်တာတိုက်ဆိုရင်စုဆောင်းတာမျိုးပေါ့အဲ့တော့မဟာဘုတ်ဆိုတာကကိုယ့်ရဲ့ကန်ဆာတာကိုဒါ DNA စစ်ဆေးတာပေါ့လေအကျွင်းလိုက်ဇာတာခွင်တွေကလည်းမတူဘူးဆိုတော့အကျွင်းတေဆိုလို့ရှိရင်အထွန်းအကျွင်းနေဆိုရင်အဓိပတိဒါဒီလိုမျိုးဟုတ်တယ်မလားဟုတ်ပါတယ်ဆရာဇာတာခွင်ပေါ်မူတည်ပြီးတော့လူတစ်ယောက်ရဲ့ဇယိုက်အလုတ်အကင်နဲ့ကံကြမ္မာအနေမြင့်ကိုဟောလို့ရပါတယ်ဒီပညာရက်ကရိုးရှင်းပေမဲ့အင်မတန်တိကျလွန်တဲ့အတွက်အခုအချိန်ထိကိုဒါမြန်မာလူလူချားမှာဒါခေတ်စားနေစေစိတ်ဝင်စားမှုများနေစေလို့ပြောလို့ရပါတယ်ကဲပရိသတ်ကြီးလည်းမဟာဘုတ်အကြောင်းကိုဘုဒ္ဓတာတွေစုံနေတော့ပါပြီအခုက theory ဘိုင်းနေဆိုတော့နည်းနည်းတော့ခေါင်းစားသွားမှာပေါ့ခဏနေတော့လက်တွေ့ခုနှစ်သားသမီးအတွက်ဘယ်ဂျူဘယ်ဌာနကိုရောက်နေတယ်ဘယ်စာတာခွင်ဘာဖြစ်မယ်ဆိုတာကိုကျွန်တော်နဲ့ဆရာမကနေပြီးတော့အားရပါရဟောပေးမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါအခုခဏလေးနားပါမယ်ရှင်ခဏနေမှာတော့ဆက်လက်ပြီးတော့ခုနှစ်သားသမီးတွေရဲ့ကန်စာတာဟောစတန်လေးကိုဆရာမမြင်မြင်နဲ့ဆရာပြောရှင်တို့ကနေတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်ရှင်ကျမတော့ဆရာမမြင်မြင်ပါကျွန်တော်ကတော့ဆရာပြောရှင်ပါခင်ဗျာကဲအခုဆိုလို့ရှိရင်တော့ဆရာပြောရှင်နဲ့ဆရာမမြင်မြင်တို့ကခုနှစ်သားသမီးတွေအတွက်ဒါကန်စာတာဟောစတန်လေးကိုမဟာဘုတ်အမြင်နဲ့ဟောပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဆရာကြီးဆရာစပေးပါအောင်ကဲဒီတစ်ပတ်မှာတော့တနင်္ဂနွေသားသမီးတွေဟာအထွန်းဌာနကိုရောက်ရှိနေပါတယ်နာမည်ကြီးမဲ့လူသိများမယ်ဒါပေမဲ့အောင်မြင်မှုနဲ့အတူတာဝန်ယူမှုတွေပို့ပြီးတော့များလာမှာမို့လို့ကျမ်းမာရေးကိုပို့ပြီးတော့ဂရုစိုက်တင်ပါတယ်ဟုတ်ပါတယ်ဒါကတော့တနင်္ဂနွေသားပေါ့ဟုတ်ပါတယ်တနင်္လာသားသမီးတွေနဲ့ပတ်သက်ပြီးဆရာမရဲ့အမြင်လေးဟုတ်ကဲ့ပါဆရာကြီးအဲ့တော့တနင်္လာသားသမီးတွေကတော့
ဒီအပိုင်းမှာဒီစိတ်ကူးရင်တာတွေများနေတတ်တယ်အဓိပတိဌာနနဲ့ရှင်နေရမို့လို့ဒါငွေဝင်ဖို့လမ်းစာတွေတော့မြင်နေရပါတယ် ဟုတ်ပါတယ်တနေ့လာသားသမီးတွေကအိမ်မက်ထဲမှာတော့သိန်းတစ်ထောင်စုကြီးပေါက်နေပါပြီတကယ်တမ်းကျတော့အိမ်ကမိန်းမစီကမုတ်ဘိုးတောင်းမှုတောင်မှပဲမျက်နှာငယ်နေရတာမျိုးပါအဲ့တော့ကိုစိတ်ကူးရင်မမစိတ်ကူးရင်တို့စိတ်ကူးမရင်ပဲနဲ့အိမ်မက်တွေအကောင့်တွေဖော်လိုက်ကြပါတော့ဗျာ ကဲဒါကတော့တနေ့လာသားသမီးတွေအတွက်နော်အင်္ဂါသားသမီးတွေအတွက်ကိုဆရာရင်စပြီးပြောပြပါအောင် အင်္ဂါသားသမီးတွေကကြတော့ဒါဇာတာခွင်းကိုတွက်စစ်လိုက်တော့ယာစဌာနကိုရောက်ရှိနေပါတယ် ဟုတ်ကဲ့ မင်းလိုမျိုးစိုးမိုးပြီးတော့မင်းလိုမျိုးအောင်မြင်တဲ့နမိတ်တွေရှိပါတယ်ဒါပေမဲ့အိမ်မှာတော့ကျွန်ဌာနဖြစ်နေတာပေါ့ဗျာအမေအိမ်မှာတော့မင်းသားမယားအိမ်မှာတော့နင်းပြားပေါ့ဗျာနော်အဲ့တော့ပကံစီးရမယ်အမိုက်သွန်ရမယ်ဒါလေးတွေတော့ရှိပါတယ်ဗျာ အင်္ဂါသားသမီးတွေကစကားပြောရင်သတိထားရပါမယ်ဒေါသရှိထားရင်ရစရာရှိတဲ့အခွင့်အရေးတွေလက်လွတ်ရတတ်ပါတယ် ဒေါသရှိတိုင်းမှားတတ်တယ်နော် ဟုတ်ပါတယ် အဲ့တော့ဗုဒ္ဓဦးသားသမီးများအတွက်လည်းဆ iam မရဲ့တွက်ကိန်းလေး ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ဗုဒ္ဓဟူသားသမီးတွေဒါဗုဒ္ဓဟူယာဟုပေါ့နော်ဗုဒ္ဓဟူသားသမီးယာဟုသားသမီးတွေအတွက်ဟောစရန်လေးကတော့ဒါဒီတစ်ပတ်မှာသူကတိုက်ဌာနနဲ့ကြုံနေပါတယ်စူဆောင်းထားတာလေးတွေအဖက်တင်မဲ့ကာလဖြစ်ပါတယ် တိုက်ဆိုလို့နော်တိုင်တန်းလာခေါ်တယ်ဆိုပြီးကြောက်မနေနဲ့ဟုတ်တိုက်ဆိုတာကိုယ့်အတွက်ယတနာတွေပေါ်များမယ်စီးပွားဥစ္စာတွေတက်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်လူတန်းနေမှာလည်းပါဝင်ရတတ်ပါတယ်ရာဟုသားသမီးများကညဘက်အပြင်ထွက်လို့ရှင်သတိထားပါကောင်မလေးနဲ့မတွေ့ပဲရဲနဲ့တွေ့နေပါမယ်ဗျာ ဒါကတော့သတိထားတင်တယ်နော်ဟုတ်ကဲ့ပါဆရာကြီးဒါကတော့ဗုဒ္ဓဟူယာဟုသားသမီးတွေအတွက်ဟောစရန်လေးပေါ့နော်အဲ့တော့နောက်ထပ်ဇာတာပရိသားသမီးတွေအတွက်ဟောစရန်လေးလဲဆရာစပြောပြပါအောင် ကဲဇာတာပရိသားသမီးများကဒီနေရာမှာဆရာကြီးများပဲဖြစ်ပါတယ် ဟုတ်ကဲ့ လူတိုင်းကိုလိုက်ပြီးတော့တင်ပေးခြင်းနဲ့ဆရာလုပ်ခြင်းနဲ့စိတ်တွေများနေတတ်ပါတယ်ဒီတစ်ပတ်မှာတော့ခရီးတိုလေးလည်းထွက်ခွင့်ရှိပါတယ်ဗျာထွက်ရပါလိမ့်မယ် ဟုတ်ကဲ့ပါအဲ့တော့ဇာတာပရိသားသမီးတွေကတော့ဒါခရီးသွားတာတွေမကောက်ဘူးပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ထူးခြားမှုတွေရှိလာနိုင်ပါတယ်အလုပ်အသစ်လျှောက်ထားသူတွေလည်းအဆင်ပြေမဲ့ကာလဖြစ်ပါတယ်ရှင် ဟုတ်ပါပြီတောက်ကြသားသမီးများအတွက်ဟောကိန်းလေးဆရာမအနေနဲ့ဟောပြပေးပါ ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့တောက်ကြသားသမီးတွေကတော့ပုရိဌာနနဲ့ရှင်နေတဲ့အတွက်ကြောင့်မို့လို့အခြေရေးမှာအနှင်းငယ်အဖို့ချစ်လေးတွေတော့ရှိနေနိုင်ပါတယ်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ် စိတ်ရှည်တီးခတ်လမ်းကြောင်းမှန်ပေါ့နော် ဟုတ်ပါတယ် တောက်ကြသားသမီးများအပြိုကြီးလူပြိုကြီးတွေဖြစ်နေနိုင်ပါတယ်စိတ်မပူပါနဲ့အချစ်မရှိရင်လည်းထမင်းစားလို့ရပါတယ်နော် ကဲအဲ့တော့ဆရာကြီးစနေသားသမီးတွေအတွက်စပ်ပါအောင် စနေသားသမီးတွေကတော့ဒီတစ်ပတ်မဟာဗုဒ္ဓဘီရင်ရဲ့အလိုရဘင်္ဂဌာနကိုရောက်ရှိနေပါတယ်အကုန်လုံးကပြောင်းပြန်နေဖြစ်နေမှာပါအရှိသွားခြင်းအနောက်ရောက်တတ်ပါတယ်ဗျာတောင်သွားခြင်းမြောက်ရောက်တတ်ပါတယ် ဒါဆိုရင်တော့စနေသားသမီးတွေအတွက်ကတော့သတိထားရမယ့်အခြေအနေပေါ့နော်ဘင်္ဂဆိုတာကအပြောင်းလဲပေါ့နော်အဲ့တော့နေအိမ်ပြင်တာတွေအလုပ်နေရပြောင်းတာမျိုးတွေကနေကောင်းကျိုးရနိုင်ပါတယ်အပြောင်းလဲကိုမကြောက်ပါနဲ့လို့ဒါစနေသားသမီးတွေကိုတိုက်တွန်းပေးကြပါတယ် အခုဆိုလို့ရှိရင်ခုနှစ်ရက်သားသမီးတွေကဘဝတုတ္တရောဘီရင်တွက်ကိန်းအရာရောအဟောရောစုံသွားပြီပေါ့ဗျာ ဟုတ်ပါတယ်ဆရာကြီးဘေးရင်ဆိုတာကတကယ်တော့ဒါလမ်းညွှန်ချက်တစ်ခုပါပဲကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကဒါအဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဘေးရင်ကိုတော့ကိုယုံသိတဲ့လောက်လေးယုံပြီးတော့ကံကောင်းမှုအတွက်ကတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေနဲ့ပဲဒါဖြည့်ဆည်းကြပါလို့ဒီနေ့ကနေပြီးတော့တိုက်တွန်းချင်ပါတယ်ရှင် မှန်လိုက်လीဆရာမရဲ့ကဲအားလုံးပဲပျော်ရွှင်မြော်မြင်ဘီရင်ကဏ္ဍလေးကနေအားလုံးပျော်ရွှင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဗျာ ဟုတ်ကဲ့ပါအားလုံးပဲကောင်းမွန်သောလူရဆန်းကြတွေပြေဝကြပြီးတော့ဘေးပြဝေးခွာကြပါစေရှင် ကဲဆရာမကြီး ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ရဲ့မြမရိုးရာမဟာဗုဒ္ဓဘီရင်ပညာမှာဆိုလို့ရှိရင်အဓိပတိကိုအောင်လန်လို့လည်းခေါ်တယ်ဗျ ဟုတ်ပါတယ် ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့မျိုးတိုက်ရာဇာပုတိဘင်္ဂမရဏအထွန်းဒါစသဖြင့်ခုနှစ်ဌာနမှာမိမိတို့ကဘယ်ဌာနကိုရောက်ရှိနေတယ်လဲဆိုတာကလည်းကျွန်တော်တို့မဟာဗုဒ္ဓအတွက်တော့အရေးကြီးပါတယ်အခုကကျွန်တော်နဲ့ဆ iam မပြောမြင်ကစောင်းရန်ရှောင်းရန်လေးတွေပြောတော့မှာဆိုတော့အဓိပတိနေရာမှာအောင်လန်ကိုအစားထိုးပြီးတော့ဒါပြောပြပြီးတော့မှာဖြစ်ပါတယ်ကြီးစုတဲ့ပြည်သက်ကြီးလည်းဘာဟုနဲ့တာတုနဲ့ရတာပေါ့ဗျာ ဘဝတုဒ္ဒတော့လောက်ပါဆရာပြောရှင်ရဲ့ဘာဟုနဲ့တာတုဆိုတော့ကိုတော်မညံလိုက်မမီတော့မနေစဉ်းစားလိုက်ရတယ်
ကဲအဲ့တော့အခုဒါဆရာပြောရှင်နဲ့ဆရာမမြင်မြင်တို့ကနေပြီးတော့ဒီအာတလီလ2026ခုနှစ်ရဲ့ဂျိုစီဂျိုနင်းနေအရာခုနှစ်သားသမီးတွေဘာတွေဆောင်ရမလဲရှောင်ရမလဲဆိုတာကိုတည်တည်ချာချာလေးဒါတွက်ချက်ပြီးတော့ဟောပြသွားမှာပဲဖြစ်ပါတယ် ကဲဆရာမကြီး ဟုတ်ကဲ့ တနင်္ဂနွေနဲ့တနင်္လာသားသမီးတွေကဒီကာလမှာအဓိပတိအောင်လန်နဲ့အထုံးမှာရှိနေပါတယ် ဟုတ်ပါတယ်အဲ့တော့တနင်္ဂနွေနဲ့တနင်္လာသားသမီးတွေကတော့ဒီကာလမှာဒါအောင်လန်နဲ့အထွန်းမှာရှိနေတဲ့အတွက်ကြောင့်ဒါအကြံစီသစ်တွေအောင်မြင်မယ်ဒါပေမဲ့ဒါပုရိဂျုံနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်မို့လို့ဘာအရေးကြီးတယ်လဲဆိုတော့လူယုံတတ်တာခံရနိုင်တယ်အဲ့တော့ဒါကတော့သတိထားဖို့ချက်ပေါ့နော်အဲ့တော့ယုံကြည်ရတဲ့သူတွေကဒုက္ခပေးတတ်တယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့ဒါကြောင့်မို့လို့နည်းနည်းဟိုချင့်ချိန်ပြီးတော့ဒီကာလမှာတော့လူတွေကိုယုံကြည်တာတော့အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ် အောင်လန်ဆိုတော့လွှင့်ရထူရမယ်ဂိမ်းပေါ့ဗျာ ဟုတ်ပါတယ် ဒါပေမဲ့သတိထားရမှာကကိုကအောင်လန်ထူနေတုန်းကိုနောက်ကလာဖြတ်မဲ့လူတွေလည်းရှိပါတယ်စောင်းရံကတော့အဖြူရောင်နဲ့အဝါရောင်ပါရှောင်းရံကတော့ကိုနဲ့မဆိုင်တဲ့ငွေကြီးအာမခံချက်ပေးတာမျိုးကိုလုံးဝရှောင်ကျဉ်နေပါတယ် ဟုတ်ပါတယ်အဲ့တော့ခုနပြောသလိုမျိုးဒါလူယုံတက်တာလည်းခံရနိုင်တဲ့အတွက်ကြောင့်ဒါလေးလည်းသတိထားဖို့လိုတယ်ပေါ့နော်ပြီးတော့ဆရာပြောရှင်ဟောခဲ့သလိုမျိုးစောင်းရံရှောင်းရံလေးလည်းရှိတယ်ပေါ့ဒါလေးကိုလည်းသတိထားသင့်ပါတယ်အဲ့တော့ရေရာလေးအနေနဲ့ကတော့အိမ်ကဖျားမှာအုံသီးပါတဲ့စွန်းတော်ကတ်လူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမိဘကိုမိဘကိုအဝတ်ထည်တစ်လေးလည်းလူပေးလို့ရပါတယ် ကိုရဲ့တက်ရှိဘုရားတွေကိုဒါဝိထေအစ်စ်တွေလူဒန်းတာကလည်းကောင်းသောရတရားဖြစ်ပါတယ်နော် မင်္ဂလာတစ်ပါးပါ မင်္ဂလာတစ်ပါးပါပဲ ဟုတ်ပါတယ် အဲ့တော့အင်္ဂါနဲ့စနေသားသမီးတွေဟော ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အင်္ဂါနဲ့စနေကတော့ဘင်္ဂနဲ့ဒါမရဏဌာနမှာရောက်ရှိနေတယ်ပေါ့နော်အဲ့တော့အင်္ဂါနဲ့စနေသားသမီးတွေအနေနဲ့ကဒီတစ်ပတ်မှာဒီဘင်္ဂနဲ့ဒါမရဏမိနေတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေအဖြက်အစည်းတွေများနေတတ်ပါတယ်နောက်ပြီးတော့ကျမ်းမာရေးကိုလည်းအထူးဂရုစိုက်ဖို့လိုပါတယ် ဟာဘင်္ဂါနဲ့မရဏဆိုတော့မပါတဲ့ခဏန်းနေနဲ့တိုးနေရတာပေါ့ဗျာစိတ်မပူပါနဲ့အခက်အခဲဆိုတာကကြော်ဖြတ်ဖို့ရောက်လာတာပါ ဟုတ်ပါတယ် စောင်းရံကတော့အပြာရောင်ပါရှောင်းရံကတော့အဝေးခရီးသွားတာနဲ့စကားများတာကိုရှောင်ပါငင်ငင်လေးနေရင်ပြီးကင်းပါတယ်အကျိုးပေးပါတယ်နော် ဆောင်းရံအယောင်လေးကအပြာရောင်နော်ဆရာဟုတ်ကဲ့ပါ အဲ့တော့ရေဒီယာလေးလည်းပေးချင်ပါတယ်တက်ကြီးရွယ်အို9ဦးကိုစေဝါလှူဒန်းပေးလိုက်ပါမြစ်တာတုတ်ကိုညာတိုင်းရွတ်ဖက်ပါတဲ့ မြစ်တာတုတ်ကတော့ရွတ်တင်တယ်နော်ဆရာ ဒါပေါ့မြစ်တာတကူကကြီးမားတယ်လေ ဟုတ်ပါတယ်အဲ့တော့မြစ်တာတော့အဋိဌာန်လေးတွေလည်းတက်နိုင်နေဆိုရင်တော့လောက်ကြပါတော့ဒါလေးကတော့ဟိုကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက်ကောကိုယ့်အတွက်ကောကောင်းမွန်ပါတယ်လို့ကဲအဲ့တော့နောက်တစ်ခုအနေနဲ့ကတော့ဗုဒ္ဓဟူးနဲ့ရာဟုသားသမီးတွေအတွက်ဒါဟောစန်လေးပေါ့နော်အဲ့တော့ဗုဒ္ဓဦးနဲ့ရောက်သားသမီးတွေကတော့ဒီကာလမှာဒီယာဇာဌာနကိုရောက်နေတဲ့အတွက်ကြောင့်လူချစ်လူခင်ပေါ်များမယ်အခွင့်အရေးကောင်းတွေလည်းရပါလိမ့်မယ်ဒါပေမဲ့ဒီတိုက်ကြိုကြောင့်မို့လို့ဒါငွေဝင်တဲ့လောက်ပြန်ထွက်နေတဲ့အခြေအနေလေးတော့ရှိနိုင်ပါတယ် ကဲယာဇာဆိုတော့မင်းဆိုးယာဇာပဲပေါ့ဗျာ ဟုတ်ကဲ့ အတန်ကောင်းဟိလို့ရပါပြီဒါပေမဲ့အိတ်ကတ်ထဲကပတ်စံကတော့တိုက်သေးကိုပြန်ရောက်သွားတယ်လို့ပဲပျောက်သွားပါလိမ့်မယ်ဆောင်းရံကတော့အစိမ်းအောင်ပါရှောင်းရံကတော့ညဘက်ရှောက်သွားတာတွေကိုရှောင်ကျင်ပေးပါဗျာ ဟုတ်ပါတယ်ရေရီအားလေးအနေနဲ့ကတော့ရွက်လ18ညွန့်ကိုဖျားမှာကတ်လူပေးပါနောက်ပြီးတော့ဒီလမ်းဘေးကခွေးလေးတွေကိုအစာကျွေးခြင်းအပြင်လဲရေရီအားလေးလှုပ်ဆောင်လို့ရပါတယ်အဲ့တော့ဒါကတော့ဗုဒ္ဓဦးနဲ့ရာဟုသားသမီးတွေအတွက်ပေါ့နော်နောက်ထပ်ကတော့ဇာတာပတိနဲ့တောက်ကြသားသမီးတွေအတွက်ပါဇာတာပတိနဲ့တောက်ကြသားသမီးတွေအနေနဲ့ကတော့ဒီကာလမှာအထွန်းနဲ့ပုရိဌာနမှာရှိနေပါတယ်အဲ့တော့အထုံးမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါဇာတာပရိသသမီးတွေကတော့ဒါနာမည်ကျော်ကြမယ်တောက်ကြသားသမီးတွေအနေနဲ့ကတော့ပုရိဌာနမှာရှိနေတဲ့အတွက်ကြောင့်အခြေရေးနဲ့အိမ်နောင်ရေးမှာစိတ်အနှောက်အယှက်ဖြစ်စေရတွေတော့အနေငယ်ကြုံတွေ့ရနိုင်ပါတယ် ဇာတာပရိသားသမီးများကတော့ဇာတာဆန်းလက်တက်တဲ့အချိန်ပေါ့ဗျာမိမောင်ထိုးခံနေရတယ်လို့ပဲတဲ့တကယ်ကိုပြောင်ပြောင်တင်းတင်းလင်းလင်းချင်းချင်းနေလေဖြစ်နေတတ်ပါတယ်တဲ့တောက်ကြကတော့ပုတိဆိုတဲ့အတိုင်းပဲအနက်သက်မကောင်းတဲ့ကိစ္စတွေအတင်းဖြင်းကိစ္စတွေကြားရတတ်ပါတယ်စောင်းရံကတော့ပန်းရမှာရှောင်းရံကတော့အတိတ်ကကိစ္စဟောင်းတွေကိုပြန်ဖော်တာမျိုးတွေမလုပ်ပါနဲ့တဲ့ ဟုတ်ကဲ့ပါအဲ့တော့ဒါဆောင်ရန်ရှောင်းရန်လေးပြောပြီးပြီဆိုတော့ရေဒီယာလေးလည်းပြောပြရစီရှင်ရေဒီယာကတော့ဇာတာပတိနေ့မှာမုံလုံးရီပေါ်ကျွေးပါတောက်ကြနေ့မှာတော့ဒါတပြေပန်း21ညွန့်လူပါ မဟာဘုတ်ရဲ့လမ်းညွန်တိုင်းနေထိုင်သွားမယ်ဆိုရင်ကျွန်တော်တို့ခမားတို့ရဲ့ဘဝသင်္ဘောကြီးက
လောကရန်လိုင်းနေကြမှာညှညွတ်ဖို့မရှိတော့ဘူးပေါ့ဗျာ ဟုတ်ပါတယ်အဲ့တော့တကယ်တော့ဒါရေရာဆိုတာကတော့ကိုယ့်ရဲ့ဒါကံကြမ္မာကိုဒါထောက်ပံ့ပေးတဲ့ဒါအားစိတ်တစ်ခွက်လို့ပြောလို့ရပါတယ်တကယ်တမ်းစူးစမ်းအားထုတ်ရမှာကတော့ကိုယ်တိုင်းသာဖြစ်ပါတယ်နောက်ပြီးတော့ဒီအတိတရားလေးပေါ့နော်ဒါလေးနဲ့လည်းဆင်ခြင်ကြဖို့လိုအပ်ပါတယ်ရှင် ကံတာအလုပ်တာကံကိုပိုင်ဝရိယနဲ့အားစိုက်ထုံးမှအောင်မြင်မှုပန်းနိုင်ကိုအရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်အားလုံးပဲကံကောင်းခြင်းတွေလက်ဝယ်ပိုင်ပိုင်ရရှိနိုင်ကြပါစေခင်ဗျာ ဟုတ်ကဲ့ပါရှင်ခုနှစ်သားခုနှစ်သမီးအားလုံးပဲကောင်းမွန်တော်လူရစံကြတွေအားလုံးပြည့်စုံကြပြီးတော့ဘေးပြာဝေးကပြီးတော့ကျမ်းမာချမ်းသာကြပါစေရှင်